ไม่มีแล้วป่ะจะน้องคู่ชอบยามิงกันอย่างတော့ဘလက်ပြန်ဆုံပြီးชอบยาမှာဖြစ်ပါတယ်ရေလို့ชอบยามิงกันอย่างတော့ကျွန်တော်တို့အားလုံးသိနေရဒီပါဘောနော်ဒီဂိမ်းလေးပေါ့နော်ဘလက်ပြန်ဆုံကျွန်တော်စပြီးတော့စမှာတော့ဒီအလေးပေါ့နော်ဒီလေးဖြစ်နေခင်းလို့အားလုံးပြောကြတယ်ဖတ်ထားတဲ့ခင်းလို့ဆော့ပြမှာဖြစ်ပါတယ်။နောက်ဒိန်းဂိမ်းကတော့ကျွန်တော်တို့အားလုံးတည်နေကြ။တွာဘောပလန်ပီရဲ့ဇွန်ဘီပြန်တော့ PVZ2 PAK TV ကိုစဆော့ပြမှာဖြစ်ပါတယ်။ဒါတော့ပြောရရင်တော့ကျွန်တော်တို့ပလန်ပီရဲ့ဇွန်ဘီစထုတ်ရ1ပလန်ပီရဲ့ဇွန်ဘီ1ကိုဒီပလန်ပီရဲ့ဇွန်ဘီ 2T80 ကနေဆက်ထုတ်လိုက်တာကိုပြောရတယ်။ ကျွန်တော်တို့ Xbox ဆော့တဲ့လူကတော့ဆော့တယ်လေဒီလိုဆော့တဲ့
6ခုပဲရှိတယ်ဘာလို့မရလဲမသိ sorry နော်လူကြီးပြီးများတယ်နော်တော့ကောင်းတယ်တော့ဘူးစောလာနေတော့ဒီတော့ခဏလေးဒီဟာကိုကျွန်တော်တို့ပေါင်းကျင်နေဆိုရင်တော့ကျွန်တော်တို့ဒီဟာကိုသွင်းရမယ်ဆိုရင် play move ကနေတင်တယ် play move s ပါတယ်ဗောနော် play move ညနေပြင်တာဖြစ်ပါတယ်အဲ့မှာတော့ဘယ်လိုပေါင်းလဲဆိုတော့ pvz2 pvz2 pak အဲ့လိုပဲရိုက်ချတယ်ဘော tv အဲ့လိုရိုက်ချတယ်လောက်ကြရပါပြီมีပုံစံလဲလို့ရတယ်ဆိုရင်တော့ကျွန်တော်စပြီ
ဒါရဲဆိုရင်တော့ကျွန်တော်အခုဆော့နိုင်ခင်ရတော့ကျွန်တော်တို့ပလန်ပြည်စုမီတူအခုအစ်စ်ထုတ်တယ်ပေါ့နော်ဒါဆော့ရမှာဖြစ်ပါတယ်အဲ့ဒါလိုက်ကျွန်တော်ဝမ်ခိုင်ရစပါဆိုတော့ဒီဂိမ်းနဲ့ဆော့ပြလိုက်မယ်ချီကောင်းလိုက်လို့ဟဲ့အဲ့ဒါဘယ်လိုမျိုးမြင်မို့ရေရောင်းလို့မရတော့တယ်ဒီကျွန်တော်ကြီးစားကောင်းတဲ့ကောင်ဒီထဲမှာပြဖြစ်နေလို့ပေါ့နော်အခုကတော့ဗီဒီယိုရတော့တက်တော့ပါပဲနောက်ပြီးတော့ဗီဒီယိုပြီးရင်ပြန်တွေ့မှာဖြစ်ပါတယ်ကဲဘိုင်ဘိုင်